စောင်းရတဲ့အလုပ်ကိုဘယ်သူမှမကြိုက်ဘူးအဲ့တော့ဘယ်သူမှမစောင့်ခိုင်းနဲ့အထူးသဖြင့်ဝယ်သူကိုမဆောင်ခိုင်းနဲ့ဘာရောင်းကောင်းခြင်းနဲ့လို့ကိုယ့်ရဲ့လုပ်ငန်းမှာအောင်မြင်ခြင်းနဲ့ဆိုရင်ကိုယ့်စီကိုလာဝယ်မဲ့ကိုယ့်ရဲ့စားသုံးသူကိုယ့်ရဲ့ customer စောင့်ရမယ့်အလုပ်မျိုးဘယ်တော့မှမလုပ်နဲ့ install ထားပြီးမှရောင်း pre order ရောင်းတာတဲ့ install ထားပြီးမှရောင်းနောက်ပြီးတော့လူတွေရဲ့အကြိုက်ကလေအခုချက်ချင်းဝယ်အခုချက်ချင်းကိုကလူတွေရဲ့အကြိုက်ကပုံလေးတစ်ပုံကိုပြလိုက်ပြီးဗီဒီယိုလေးတစ်ခုကိုပြလိုက်ပြီးဆိုတာနဲ့ဒီပစ္စည်းကိုသူတို့လိုချင်သွားပြီသူတို့မြင်သွားပြီဆိုလို့ရှိရင်ချက်ချင်းလိုချင်တာဟုတ်တယ်နော်လူတွေကပစ္စည်းတစ်ခုရချင်ပြီဆိုချက်ချင်းရချင်တာအဲ့တော့ဝယ်သူကိုမဆောင်ခိုင်းနဲ့ page သုံးပြီးတော့မှကိုဈေးရောက်နေလား TikTok သုံးပြီးမှဈေးရောက်နေလားအပြင်မှာပဲစီးပွားရေးလုပ်နေလား install ထားများ install ထားပြီးတော့မှရောင်းကြည့်ဝယ်သူကိုလုံးဝမစောက်ခိုင်းနဲ့ install ထားပြီးမှရောင်းနေဆိုရင်ဘာရောင်းကောင်းစေတယ်နောက်တစ်ခါကျ reply ပြန်တာမကြာနဲ့ဝယ်သူမေးတာနဲ့ချက်ချင်းဖြည့်ပေးလိုက်ဝယ်သူမေးတာနဲ့ချက်ချင်းဖြည့်ပေးလိုက်page တာဆိုလို့ရှိရင်reply နေကြာတယ် Viber ကိုလာခဲ့ဟုတ်တယ်နော် customer ကို TikTok ကမြင်လိုက်တယ် Viber ကိုလာခဲ့ page ကနေသွားပါအဲ့လိုတွေ customer ဟိုကြီးတွေရှောက်မသွားခိုင်းနဲ့ကိုစီမှာဥမာ customer ကို TikTok ကနေမြင်လိုက်တယ်မလားတစ်ခုဆိုတစ်ခုကိုပဲညွှန်ပေးလိုက် Viber ကိုလာပါ page ကိုလာပါတစ်ခုဆိုတစ်ခုကိုညွှန်ပေးလိုက်တချို့က Facebook page ကြီးတော့ဖွင့်ထားတယ် VPN တွေမကောင်းလို့ line တွေမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ customer ကိုတော်တော်နဲ့ reply ပြန်မလာဘူးအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ customer ကတခြားလူစီရောက်သွားတယ်ကိုစီမှာမဝယ်ဘဲနဲ့တခြားလူစီမှာရောက်သွားတယ်ကိုရောင်းနေတဲ့ပစ္စည်းက limited collection မြန်မာနိုင်ငံမှာကိုတူးတဲ့ကိုယ်စလဲဆိုရင်တော့ကိုစီမှာပဲဝယ်မှာလေဒါမှမဟုတ်ကိုရောင်းနေတဲ့ပစ္စည်းကတခြားလူတွေစီမှာလည်းဝယ်လို့ရတယ်ဆိုလို့ရှိရင်တော့ကိုက customer ကိုဆုံးရှုံးရမှာ customer တခြားသူစီကိုရောက်သွားမှာအဲ့တော့ reply ပြန်တာမကြာနဲ့ install ထားပြီးမှရောင်းနောက်တစ်ခုကကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ product ကိုယ့်ရဲ့ထုတ်ကုန်ကြောင်းကိုကဂဂနာသိရမယ်ကိုစီမှာဘာတွေရှိတယ်ဒီပစ္စည်းတွေကလူတွေအတွက်ဘလို့ကောင်းတယ်ဘာပစ္စည်းတွေကိုစီမှာရနိုင်နေဆိုတဲ့ product အကြောင်းကို customer ဘယ်ချိန်လာမေးတရင်တို့ထပြီးမှလာမေးနေတာကိုကအကောင်းဆုံးပြောနိုင်ရမယ်တချို့လူတွေရှိတယ်ကိုရောင်းနေတဲ့ပစ္စည်းကိုရဲ့ကုန်ပစ္စည်းကိုဆိုင်မှာဘာတွေရှိလဲဆိုတာသေချာမပြောနိုင်တဲ့လူတွေရှိတယ်လွန်ခဲ့တဲ့9ရက်လောက်ကဟိဇရာတငယ်ချင်းရဲ့မွေးနေ့ကိုသွားစရာရှိတယ်မနက်ဖြန်သူ့မွေးနေ့ကိုဆရာမနက်စောသွားရမယ်အဲ့ဒီအတွက်ကိတ်ဆိုင်တစ်ဆိုင်ကနေပြီးတော့မှ page ကနေရှာလိုက်တယ်ကိတ်မုံဆိုင်နဲ့အဲ့မှာဟိဇသဘောကျတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့တော့သူ့စီကနေဟိဇကိတ်မုံမှားလိုက်တယ်မှားတာဟိဇမနက်9:10နာရီလောက်9ရက်နေ့လားမသိဘူးမှတ်ရမနက်9:10နာရီလောက်မှာမှားလိုက်တယ်ဘာလို့စောမှားတာလဲဆိုတော့ဟိဇကနောက်ရက်မနက်စောကိတ်ရကြတာအဲ့ဒါဖြစ်တဲ့အတွက်ဒီနေ့မှာမှားတဲ့နေ့မှာပဲမနက်စောမှားတာဒါပေမဲ့အဲ့ဒီ page တိုင်းကျတော့ reply ပြန်မလာဘူး။သူ့ကို1နာရီလောက်စောင့်ကြည့်တယ်1နာရီခွဲလောက်စောင့်ကြည့်တယ်2နာရီလောက်စောင့်တယ်သူလုံးဝ reply ပြန်မလာ။သူ့9နာရီလောက်ကပြောလိုက်တာသူကနေ့လေ1နာရီလောက်မှ reply ပြန်လာ။အဲ့ဒီကြားထဲမှာမစောင့်နိုင်တော့တဲ့အတွက်တခြားကိတ်ရောင်းတဲ့ page တွေကိုထပ်ရှာတယ်ရှာပြီးတော့မှသွားပြီးတော့မှမှားလိုက်တယ်ပေါ့နော်သူကို reply ပြန်လာတဲ့အချိန်မှာအားနာလိုက်တာမှရဲ့ညီမတခြားသူစီကမှားပြီးသွားပြီလို့ပြောလိုက်တယ်အဲ့တော့ဘာဖြစ်လဲအဲ့ဒီ page က customer တယောက်ဆုံးရှုံးသွားရပြီ customer တွေကိုမဆုံးရှုံးချင်ဘူးရောင်းကောင်းချင်တယ်ဆိုရင်မကြာနဲ့ reply ပြန်တာမကြာနဲ့ကိုစောင့်နေရတယ်ဆိုတာလူတွေကမကြိုက်ဘူးဒီနေ့ခေတ်မှာ internet ခေတ်ကြီးမှာလူတွေကဘာပဲဖြစ်ဖြစ်မြန်ဆန်သိချင်တယ်မေးတဲ့မေးခွန်းတွေမြန်ဆန်ဖြည့်ပေးတဲ့ page ကနေမြန်ဝယ်သွားဘာလို့လဲလူတွေရဲ့စိတ်ကအယမ်းကိုအပြောင်းလဲမြန်တယ်အခုဒါလို့ချင်မယ်ခဏနေကြရင်ဒါမလို့ချင်တော့ဘူးဆိုတာလဲဖြစ်နိုင်တယ်လေအဲ့တော့ဘာရောင်းကောင်းချင်တယ်ဆိုလို့ရှိရင် reply မကြာနဲ့ install ထားပြီးမှရောင်းနောက်ပြီးတော့စာရေးဖြည့်တာမကြာနဲ့အဓိကလူတွေကိုစင်ကြေတွေမပေးနဲ့ VPN မကောင်းလို့ဘာမကောင်းကိုက online မှာ business လုပ်နေတယ်လူတွေက online ကလာဝယ်ရမယ်ဆိုရင် VPN ဝယ်သုံး internet line ကောင်းချိတ်ထားဒါကိုလုပ်လို့ရတယ်မလုပ်လို့မရတာမဟုတ်လုပ်လို့ရတယ် internet ကိုသူများထက်ပိုပြီးမှဈေးကြီးရဲ့ map တွေဝယ်ထားနော် reply ကိုတိချပြန်ကိုကဒါတွေမလုပ်နိုင်ဘူးကိုက reply နေပြန်ဖို့အတွက်ကိုကပစ္စည်းလဲထုတ်ရတယ်ကိုကဟိုကလည်းလုပ်ရတယ်မအားဆိုရင် admin ခန့်လို့ရတယ်ကိုလုပ်ငန်းအရန်အောင်မြင်နေတယ်ကို reply ပြန်ဖို့ဒီမအားဘူး online shop သမား online ပေါ်မှာအလုပ်လုပ်နေတဲ့လူ online ပေါ်မှာ business တည်ဆောက်နေတဲ့လူဆိုတာကိုယ့်ရဲ့အလုပ်ချိန်8နာရီလား10နာရီလားဒါမှမဟုတ်ကိုအလုပ်ချိန်ဘယ်လောက်သတ်မှတ်ထားကိုပိုင်စီးပွားရေးဖြစ်တဲ့အတွက်24နာရီမှာအဲ့တဲ့အချိန်ကလွှဲရင်အကုန်လုပ်မယ်ဆိုရင် online ever online ဖြစ်နေရမယ် wifi အမြဲတမ်းဖွင့်ထားနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလိုမလုပ်နိုင်ဘူးကိုကတခြားအလုပ်တွေလည်းရှိသေးတယ်ဆိုရင် admin ခန့်တာဒါမှကိုယ့်ရဲ့ဝယ်သူတွေကိုလက်မလွတ်လိုက်ရမှာဈ
ဇက်တိုက်ကို line ပေါ်မှာရှိနေမှာ customer မေးတာကိုချက်ချင်းဖြေနိုင်မှာဝယ်သူကိုယ်စီရောက်လာတချို့ဟိဇက်ကိုပြောကြတယ် online စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှတင်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဘယ်လိုလုပ်ရမလဲသိချင်တယ်ဆိုလို့ရှိရင်ဟိဇက်ရဲ့ TikTok account လေးကို like and follow လုပ်ထားကဲလို့ page ကကြည့်နေတဲ့လူတွေဆိုလဲ page ကို like လုပ်ထား YouTube ကကြည့်နေတဲ့လူတွေဆိုလဲ YouTube ကို subscribe လေးလုပ်ထားပါဒါဆိုရင်တော့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို့ပဲဖြစ်ဖြစ် online မှာ business တစ်ခုတည်ဆောက်ချင်လို့ပဲဖြစ်ဖြစ်စီမှာနီလန်ကောင်းတွေအများကြီးရောအခမဲ့သိရနိုင်တယ်အခမဲ့လေ့လာခွင့်ရမှာဖြစ်တဲ့အတွက်နောက်ပြီးဟိဇယ်ကိုတိုင်း online စီးပွားရေးမှာ9နှစ်ကျော်6နှစ်နီးပါအသုံးပြုလာပြီးတော့မှအောင်မြင်လာတဲ့နီလန်ကောင်းတွေကိုအခမဲ့မျှဝေပေးနေသူတယောက်ဖြစ်ပါတယ်ဟိဇယ်ရဲ့နောက်ထပ်ဗီဒီယိုတွေကြည့်ချင်သေးတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုlike လေးတွေအသေးလေးတွေ share လေးတွေလုပ်သွားပေးပါတကယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်လိုမျိုးပဲ online စီးပွားရေးလုပ်နေတဲ့တငယ်ချင်းမိတ်ဆွေတွေရှိရင်လည်းသူတို့လည်းဒီအကြောင်းအရာတွေသိသွားအောင်လို့ share လေးလည်းလုပ်ပေးပါအောင်เนาะ See you next video